အဖိုးအိုတယောက်မြေကြီးပေါ်ကျနေတဲ့ရွှေတုံးတွေကိုတတုံးချင်းကောက်ယူနေတယ်။နောက်ဆုံးတုံးကိုကောက်လိုက်တဲ့အချိန်မှာတော့သူ့လက်ထဲမှာဝတ်ထားတဲ့ကြောက်တုံးတစ်တုံးကိုတိတ်တဆိတ်ဖမ်းယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲအရာရှိကပြစ်တက်လိုက်လို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့အဖိုးအိုကအမြန်ဆုံးကြောက်တုံးကိုမြေမြုပ်မိုင်းတစ်လုံးစီပစ်ချလိုက်ပြီးမိုင်းပေါက်ကွဲသွားတယ်။အရာရှိကကြောက်လန့်သွားပြီးစစ်သားတွေကိုရှေ့တစ်ပစ်ခိုင်းလိုက်တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားတယ်။အဖိုးအိုကတန်အိုးတစ်လုံးနဲ့ကြီးစံအားလုံးကိုကာကွယ်ထားခဲ့တာပဲ။ဒီမြင်ကွင်းကို Captain America မြင်ရင်တော့မင်းကတကယ်မိုက်တာပဲလို့ပြောမဲ့ထိ။အရာရှိကအဖိုးအိုတည်သွားပြီလို့ထင်ပြီးပြစ်ခတ်မှုကိုရပ်လိုက်တယ်။ပြီးတော့စစ်သားတစ်ယောက်ကိုတွားစစ်ခိုင်းလိုက်တယ်။ဒါပေမဲ့စစ်သားကနီးလာမတိုင်ခင်မှာပဲမြေမြုပ်မိုင်းတစ်လုံးလေထဲပြန်တက်ပြီးပောက်ကွဲသွားကသူ့ကိုချက်ချင်းတက်ပစ်လိုက်တယ်။အဲ့ဒီနောက်အရာရှိကနှစ်ဖက်ကနေစစ်သား2ယောက်ထပ်လွတ်လိုက်တယ်။ဒါပေမဲ့သူတို့က3စက္ကန့်အောင်မခံနိုင်ပဲတေဆုံးသွားကြတယ်။ကိုလူတွေတယောက်ပြီးတယောက်တေနေတာမြင်တော့အရာရှိကအမျိုးသမီးအကျဉ်းသား2ယောက်ကိုရှေ့တိုးခိုင်းလိုက်တယ်။လမ်းမှာမိုင်းရှိမရှိစမ်းစေချင်တာပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာအဖိုးအိုကလွတ်မြောက်သွားပြီးသား။ဒဏ်ရာပြင်းလို့သူကပျက်စီးနေတဲ့ကားတစ်စီးအောက်မှာဝင်လဲနေတယ်။ခပ်ပတ်နဲ့ဒဏ်ရာကိုတင်းချီပြီးကြီးစံကိုကိုယ်တိုင်ဆွဲထုတ်လိုက်တယ်။ဆေးမရှိမေးဆေးမရှိနာကျင်မှုကြောင့်အဖိုးအိုမေးလဲသွားတယ်။ဒီအချိန်မှာရန်သူစစ်သားတွေနဲ့အနံ့ခံခွေးတွေကသူ့နားကိုနီးလာနေပြီ။အတန်ကြားတာနဲ့အဖိုးအိုနိုးလာတယ်။ရွှေတွေကိုအမြန်စုယူပြီးကားအောက်ပြန်ဝင်ပုန်းနေလိုက်တယ်။စစ်သားတွေကမမြင်ပေမဲ့ခွေးတစ်ကောင်ကသူ့သွေးနှံကိုရသွားတယ်။အဖိုးအိုကရန်သူကြီးကားအောက်ကိုတွားဝင်သွားပြီးဓာတ်နဲ့စီတိုင်ကြီးကိုဖောက်လိုက်တယ်။ပြီးတော့ဓာတ်စီကိုပေါ်လောင်းချလိုက်တယ်။သွေးနှံကိုဖုံးကျင်တာပေမဲ့ဒါကမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်သွားတယ်။ခွေးကဓာတ်စီနှံကိုပါရသွားပြီးအော်ဟစ်တော်တယ်။စစ်သားတွေကားရက်ပြီးနေရာအနှံ့ရှာဖွေတော့တယ်။အခွင့်အရေးမြင်တာနဲ့အဖိုးအိုကမြစ်ဖက်ကိုပြေးသွားတယ်။သူ့ကိုထပ်တွေ့သွားပြန်တယ်။စနိုက်ပါတစ်ယောက်ကသူ့ခြေထောက်ကိုပစ်လိုက်ပြီးအရာရှိကအသက်ရှင်လျက်ဖမ်းဆန်းလို့အော်လိုက်တယ်။ခွေးကလိုက်လာနေချိန်မှာအဖိုးအိုကမီးချစ်တစ်လုံးထုတ်ပြီးကိုယ်တိုင်မီးရှို့လိုက်တယ်။မီးလောင်နေတဲ့လူကိုမြင်တော့ခွေးကကြောက်ပြီးရက်သွားတယ်။အဖိုးအိုကဆက်ပြေးပြီးမြစ်ထဲခုန်ချလိုက်တယ်။စစ်သားတွေပြစ်ခတ်နေပေမဲ့သူကရေထဲဝင်နိုင်ခဲ့တယ်။သူတည်လာတဲ့ရွှေတွေအလွန်လေးလို့ရေအောက်ကိုနစ်သွားပြီးပျောက်ကွယ်သွားတယ်။စစ်သားတွေကရေမကူးတက်ကြလို့နောက်မလိုက်နိုင်ခဲ့ဘူး။နာရီဝက်လောက်ကြာပြီးနောက်အဖိုးအိုကရေမျက်နှာပြင်ပေါ်ပြန်ပေါ်လာတယ်။အသက်ရှူဖို့ကြိုးစားနေချိန်မှာပဲစနိုက်ပါကထပ်ပစ်လိုက်ပြီးရေထဲမှာသွေးတွေပြန့်သွားတယ်။အရာရှိကဒေဗတစ်ယောက်ကိုရွှေတွေပြန်ယူခိုင်းလိုက်တယ်။ဒါပေမဲ့ဒေဗကရေအောက်ရောက်တဲ့အချိန်မှာအဖိုးအိုကသူ့လေပင်ကိုဓာတ်နဲ့လှိပစ်ပြီးအခိုက်ခင်ကိုလူယူလိုက်တယ်။လေပေါ်ကစစ်သားတစ်ယောက်ဒီမြင်ကွင်းကိုမြင်ပြီးထိတ်လန့်သွားတယ်။ဒါပေမဲ့အရာရှိကနောက်ထပ်ဒေဗတွေကိုထပ်ဆင်းခိုင်းတယ်။2စက္ကန့်တောင်မကြာပဲရေကအနီအောင်ပြောင်းသွားပြန်တယ်။စစ်သားတွေကြောက်လန့်ပြီးနောက်ဆုတ်ဆပြူလာကြတယ်။အရှုပ်ထွေးကြမှာစစ်သားတစ်ယောက်ကိုကိုယ့်ဘက်ကပဲမပစ်မိသွားတယ်။အဲ့ဒီနောက် heavy machine gun နဲ့ sniper ကအပြင်းထန်ပစ်ခတ်တော့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အဖိုးအိုကတည်သွားတဲ့စစ်သားရဲ့အလောင်းကိုရှေ့ရုပ်လိုသုံးပြီးထွက်ပြေးလွတ်မြောက်သွားတယ်။ဒီအရာအလုံးကိုကြည့်နေတဲ့အရာရှိကလုံးဝမယုံနိုင်အောင်အံ့ဩနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဖိုးအိုရဲ့အိမ်မွေးခွေးပြန်ပေါ်လာတယ်